တရားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့ညနေအတွက်ဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်လည်းတိတ်မအားဖြစ်တာနဲ့မတင်ပြလိုက်ဘူးဗျာနော်ကျွန်တော်တို့ဒီညနေကတော့ဘာကိုထိုးရမလဲဆိုတော့ကျွန်တော်တို့ကဒါကွန်ဘရိတ်တွေကနှစ်ချိန်ဆက်တိုက်ဆင်းသွားပြီတစ်ချောင်းနဲ့အခုခွန့်တုံညပါနော်တစ်ချောင်းခွန့်တုံညနှစ်ချိန်ဆက်တိုက်ဆင်းလာတဲ့အတွက်ကျွန်တော်ကတော့၄ break ၄လုံးပိုင်းကိုဒါညနေမှာပို့ပြီးကြိုက်တယ်ကျွန်တော်တို့ကတော့၄ break ကို၄လုံးပိုင်းကို၄ break ကိုပါတယ်၄တုံညတစ်ခွက်ကိုတော့ဒါအကြိုက်ဆုံးဝင်နော်ကျွန်တော်တော့အဲ့ဒါကြောင့်ဒီညနေတော့၄ break ၄လုံးပိုင်းပဲအဓိကဦးစားပေးပြီးရွေတာပြည့်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီညနေအတွက်ကိုကျွန်တော်ကဘယ်လိုစဉ်းစားလဲဆိုတော့ဒီခွန်တုံညဆင်လာတဲ့အတွက်၈တလုံးတော့ဒါဟူးမကျော်ထပ်ပြီးဆင်ဖို့ရှိပါသေးတယ်တကယ်လို့ကိုကပတ်တီကျွန်တော်ဒီမှာမန်မာဝင်ဖို့နည်းနည်းခက်တယ်အခက်အခဲရှိတယ်ဆိုလို့ရှိရင်တော့၈ပတ်တီလိုက်ပါအခုကျွန်တော်ပေးတဲ့ဟာကလည်းဒါကျွန်တော် group မှာတင်ပေးထားတဲ့အတိုင်းပဲဒါကျွန်တော်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအနေနဲ့ဒါ3000ကလည်းကိုအတွက်လည်းမများဘူးအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကတော့အခုပတ်တီတစ်လုံးပဲကြံပါတော့တယ်ငွေကွက်ခွန်တုံညကလည်းဆင်းသွားပြီခွန်ပတ်တီတစ်လုံးကလည်းဆင်းသွားပြီဖြစ်တဲ့အတွက်ပတ်တီတစ်လုံးတော့ကြံပါသေးတယ်ပတ်တီတကယ်စားတူလိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ခွန်9တုံည99356ရဲ့ဒါ Viber Telegram မှာလာဟိုင်းပေးပါဗျာနော်ကျွန်တော်ကတော့အခုကဘာကြံသေးလဲဆိုတော့ပတ်တီတစ်လုံးပဲကြံတော့တယ်အခုကပတ်တီကကျွန်တော်တို့ဟူးမကျော်ပတ်တီ3ရက်တွေစားတူပတ်တီမှာကျွန်တော်တို့3ရက်တွေစားတူပတ်တီတော့ဆင်းသွားပြီဟူးမကျော်ပတ်တီတစ်လုံးကြံပါသေးတယ်ဒါပေမဲ့ကျွန်တော်ဒီကပတ်တီတွေကတော့အင်္ဂါနေ့ညနေလောက်ဒါနောက်ဆုံးဆင်းလေးရှိတာရောမိတ်ဆွေများအနေနဲ့ပတ်တီတကယ်ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့စောစောလေးလာယူပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ